မင်းဘွားမှာစိတ်ချမ်းသာခြင်းလေလူတွေကိုလွတ်ချနိုင်ဖို့လိုရသေးလားသူတို့လှုပ်ချင်တာကိုပေးလို့လိုက်သူမင်းကိုအရေးမလို့လားโอเคလွတ်ပေးလိုက်သူမင်းမဟုတ်တဲ့တခြားလူကိုရွေးချယ်ချင်တာလားโอเคလွတ်ပေးလိုက်သူမင်းနဲ့လမ်းခွဲချင်တာလားโอเคလွတ်ပေးလိုက်သူ့ဘွားထဲမှာမင်းကိုမရှိစေချင်တော့လားโอเคလွတ်ပေးလိုက်ပေးသွားလိုက်သူဆုံးဖြတ်ချက်ချထားတဲ့အတိုင်းပဲပေးလို့လိုက်သူ့ဘွားနဲ့သူပေးနေလိုက်ဟောက်လေသေးလားလူတွေကသူတို့လှုပ်ချင်တာပဲသူတို့လုပ်မှာမင်းမဘလောက်တိုက်တွန်းဘလို့ဝဲတောင်းပန်သူတို့လှုပ်ချင်တာပဲသူတို့လုပ်မှာမင်းဖြစ်စေခြင်းတဲ့အတိုင်းလူတွေကဖြစ်မလာလို့မင်းစိတ်ညစ်နေမင်းမဲနာကျင်ရမှာလူတွေကိုမင်းထိန်းချုပ်လို့မရဘူးဆိုတာမင်းသိလာတဲ့နေရာမင်းစိတ်ဖိစီးမှုတွေစိတ်တောကတွေကနေလွတ်မြောက်တဲ့နေပဲမင်းဖြစ်စေခြင်းတာတွေကိုလူတွေကလုံမပေးတိုင်းဘာလို့လဲမမားနေလဲငါကြောင့်လားဆိုပြီးမတွေးနဲ့လူတွေကသူတို့ဖြစ်ချင်တာပဲသူတို့လုပ်မှာမင်းဖြစ်ချင်တာသူတို့လုပ်ခဲ့တယ်ဆိုတာလေသူတို့ဖြစ်ချင်တာကမင်းဖြစ်ချင်တာနဲ့အဲ့အချိန်တုန်းကကိုက်ညီတော့လို့တသက်ပဲအဲ့အောင်မင်းနားလည်ဖို့လိုတယ်လွတ်ချလိုက်ပေးသွားလိုက်ပေးလို့လိုက်အဲ့လိုလွတ်ချနိုင်သွားလို့ရှင်မင်းစိတ်တွေအရင်အထက်အများကြီးပို့ပြီးအေးချမ်းသွားလိမ့်မယ်မင်းဘွားမှာစိတ်ချမ်းသာခြင်းလေလူတွေကိုလွတ်ချနိုင်ဖို့လိုရသေးလားသူတို့လှုပ်ချင်တာကိုပေးလို့လိုက်သူမင်းကိုအရေးမလို့လားโอเคလွတ်ပေးလိုက်သူမင်းမဟုတ်တဲ့တခြားလူကိုရွေးချယ်ချင်တာလားโอเคလွတ်ပေးလိုက်သူမင်းနဲ့လမ်းခွဲချင်တာလားโอเคလွတ်ပေးလိုက်သူ့ဘွားထဲမှာမင်းကိုမရှိစေချင်တော့လားโอเคလွတ်ပေးလိုက်ပေးသွားလိုက်သူဆုံးဖြတ်ချက်ချထားတဲ့အတိုင်းပဲပေးလို့လိုက်သူ့ဘွားနဲ့သူပေးနေလိုက်ဟောက်လေသေးလားလူတွေကသူတို့လှုပ်ချင်တာပဲသူတို့လုပ်မှာမင်းဘလောက်တိုက်တွန်းဘလို့ဝဲတောင်းပန်သူတို့လှုပ်ချင်တာပဲသူတို့လုပ်မှာမင်းဖြစ်စေခြင်းတဲ့အတိုင်းလူတွေကဖြစ်မလာလို့